ခရီးစဉ်အတွင်းသူတို့အဖွဲ့ဟာမေးပြောင်းမြစ်ကိုဖြတ်တန်းစဉ်မြစ်ကိုစောင့်ကြက်တဲ့နတ်ဖျားလင်းချီလင်းကိုမရည်ရွယ်ပဲစိတ်ဆိုးမိသွားပါတယ်ဒီလိုနဲ့သူတို့အဖွဲ့အနောက်ဘက်လာရာမိမပြည်ကြီးကိုရောက်ရှိသွားခဲ့ပါတယ်ဒီပြည်ကြီးဟာမိမတယောက်မှမရှိတဲ့နေရာမဟုတ်ပဲမိမတွေကြီးပဲနေထိုင်တဲ့နေရာဖြစ်ပြီးနိုင်ငံတည်ထောင်ကလေးကယောက်ျားတယောက်မှမရောက်ဘူးတဲ့နေရာဖြစ်ပါတယ်ဒီနိုင်ငံမှာယောက်ျားတွေကိုရန်သူအဖြစ်သတ်မှတ်ထားပြီးမျိုးဆက်ပွားရေးအတွက်တန်နေရေကန်ရဲ့ရေကိုသာအားထားနေရပါတယ်ဒီလိုနဲ့ဆရာတော်တန်ဆန်းဆန်းဟာတောင်တက်ရင်မိမပြည်ရဲ့ဘရင်မကျိုးလင်းရင်နဲ့ပထမဆုံးအကြိမ်တွေ့ဆုံမိပြီးနှစ်ယောက်သားအချစ်ဆိုတာကိုပထမဆုံးအကြိမ်ခံစားလိုက်ရပါတော့တယ်။ဘရင်မဟာအချစ်ဆိုတာဘာလဲမသိပေမဲ့ကိုတော်လေးကိုတွေ့တော့ရင်ခုန်မိကယောဂတစ်ခုခုဖြစ်နေပြီလို့တောင်ထင်သွားမိပါတယ်။ဒါပေမဲ့မိမပြည်ရဲ့အုပ်ချုပ်သူအကြီးအကဲဖြစ်တဲ့နိုင်ငံဆရာထန်ကြီးချိုင်ကတော့ယောက်ျားသားတွေဟာအစိတ်ရှိတဲ့တတဝါတွေလို့ယုံကြည်ထားပြီးရှေးကျမ်းဂန်တွေအရအရှိပြည်ကယဟန်တော်တစ်ပါးမြောက်ဝက်လူပြာရောင်သုံးနဲ့အတူရောက်ရှိလာရင်မိမပြည်ကြီးပျက်စီးခြင်းနမိတ်လို့ယူဆထားပါတယ်။ဒါကြောင့်သူမဟာယဟန်တော်အဖွဲ့သားတွေကိုတေတံပေးဖို့အမိန့်ချမှတ်ခဲ့ပါတယ်။ဘရင်မရဲ့အကူအညီနဲ့သူတို့အဖွဲ့ဟာကိုမြတ်ချင်းခံရမယ့်ဘေးကနေလွတ်မြောက်ခဲ့ပေမဲ့ထွက်ပြေးရင်ရုန်းကန်ရတဲ့အချိန်မှာဆရာတော်ဝက်မင်းနဲ့တဲတောင်တို့ဟာတဏီကန်တဲကရေကိုမတော်တဆတောက်မိသွားခဲ့ပါတယ်။ခဏလေးအတွင်းမှာပဲသူတို့၃ယောက်ဟာကိုဝင်အရင်အမာနဲ့ဖြစ်သွားခဲ့ပါတယ်